ဒီကနေ့အဲ့တဲ့မိသားစုတစုကကျွန်တော်ကိုဖြတ်သွားတယ်အဲ့ဒါသူကဘာပြောလဲဆိုတော့ဒီမှာကျွန်တော်တို့ဆိုင်မှာပေါ့နော်ကလေးအတွက်သူ့ကလေးအတွက်မီနူးမစုံလို့သူမစားဖြစ်တာဒါပေမဲ့ပုံတွေကိုကြည့်တာတော့တော်တော်လေးစားချင်စပွဲဖြစ်တယ်ပေါ့နော်အဲ့ဒီမှာအရေးကြီးတယ်ပေါ့နော်ဒီ marketing မှာကိုမီနူးဖန်တီးတယ်ဆိုရင်အဲ့ဒီမီနူးကိုကြည့်လိုက်တာနဲ့စားချင်စပွဲဖြစ်နေရမှာပေါ့နော်ပြီးရင်လဲဥမာကွာကိုကခုံတွေဘာတွေခင်းထားမယ်ဆိုရင်အဲ့ဒီခုံကိုကြည့်လိုက်တဲ့နဲ့ထိုင်ချင်းစပွဲဖြစ်နေရမှာပေါ့နော်တချို့တော့ restaurant တွေကျတော့အဲ့လိုမျိုးမဖြစ်ဘူးအဲ့ဒါတွေကလူတွေကို attract နေတယ်ကွာတိလား marketing မှာလေအဲ့ marketing ကအကြောင်းကျွန်တော်ပြောတော့ marketing is everything ပေါ့နော်ကိုလုပ်တဲ့အရာတိုင်းမှာ marketing အသွေးလေးထည့်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုတချို့တော့ဆိုင်ကျွန်တော်သွားတယ်ပေါ့နော်ဒီဆိုင်ဒီတစ်ခေါက်ဝင်တယ်ဒီတချင်းဘာမဟုတ်တဲ့တချင်းတွေအရန်ရှုပ်ရှက်ခတ်ပြီးတော့ကြားရတယ်ပေါ့နော်သူတို့ကြုံတဲ့တချင်းကိုသူတို့ဖွင့်လိုက်တယ်ဆိုတဲ့သဘောဒါပေမဲ့အဲ့ဒီဟာလဲဒီ YouTube တို့ဒီဆိုမှဆိုရင်ဒီ playlist လေးတွေရှိရယ်ကိုဆိုင်ကိုရဲ့ဒီ brand ထုံးနဲ့ကိုက်ညီတဲ့ playlist တစ်ခုကိုရွေးဖို့လိုတယ်ပေါ့နော်ရွေးပြီးတော့အဲ့ဒီဟာအဲ့တဲ့ကဝင်လာတိုင်းအဲ့ဒီထုံးလေးကိုကြားရတာပေါ့နော်နောက်တစ်ခုဒီဥမာ TV တွေရှိတယ်ဆိုရင်ပေါ့နော်အဲ့ဒီမှာကိုဘာ display ချစ်ချင်လဲပေါ့နော်ကိုဘာပြသချင်လဲပေါ့နော်ကိုရဲ့ customer ကိုရဲ့ဆိုင်ကိုဝင်လာပြီဆိုတာ ਨੇ the best experience ရှိတော့အောင်သူတို့ပျော်တော့အောင်မကွာတိလားအဲ့ဒီဟာကိုတွေဘာတွေပေါင်းထည့်မှာလဲပေါ့ကွာအဲ့လိုမျိုးပုံစံပေါ့အဲ့တော့ marketing is everything ဆိုတာအဲ့ကြောင့်ဝန်ဆောင်မှုပေးတဲ့အခါမှာကျွန်တော်တို့ပြုံးလေးဝန်ဆောင်မှုပေးတယ်ပြင်ဒီ food ဆိုလဲကောင်းကောင်းကန်တီချာအများကြီးဒီစမ်းသပ်ပြီးမှဒီ customer ရှေ့ကိုကျွန်တော်တို့ထုတ်လာတယ်အဲ့ဒါမှ customer တွေကြိုက်တော့မှပဲကျွန်တော်တို့ဒီ food ကို officially ဆိုပြီးတော့ကျွန်တော်တို့ရောင်းတယ်အဲ့လိုမျိုးပဲပေါ့ဘယ်အရာကိုမဆိုကိုယ့်ရဲ့ဆိုင်ခန်းကိုယ့်ရဲ့နေရာကိုယ့်ရဲ့ဘယ်အရာကိုမဆို customer တွေအတွက် the best experience ဖြစ်ဖို့ကအရန်အရေးကြီးတယ်အဲ့ဒါမှ customer တွေကိုဆွဲဆောင်နိုင်မယ်အဲ့ဒါမှကျွန်တော်တို့လုပ်ငန်းကပို့ပြီးတော့အဆင်ပြေနိုင်မှာဖြစ်ပါတယ်